ကဲဒီလူကြီးကိုကြည့်လိုက်ပါလီယိုနာဒိုဒီကာပရီယိုတနည်းအားဖြင့်ပြောရရင်ရွှေအောင်စုတွေအငင်းပွားတာမရှိရဘရင်သူကတိုက်တန်းနဲ့သူရဲ့ကောင်ဘော့စထရီရဲ့ဘလူးဒါမှမဟုတ်အော်စကာဆုရဖို့10စုနှစ်ခုနီးပါရုန်းကန်ခဲ့ရတဲ့သူဒီနေ့ကျွန်တော်တို့လီယိုနာဒိုရဲ့ဇာတ်ကားတွေကိုပြောသွားမှာမဟုတ်ပါဘူး No သူ့ရဲ့ဒီလိုနေရာကိုဘယ်လိုရောက်လာလဲဆိုတဲ့လှုပ်ဝက်စမ်းကျဲတဲ့ဇလန်းကိုပေါ်ထုတ်ကြမှာဖြစ်ပါတယ်ပထမဆုံးမေးစရာမေးခွန်းကဒီကာပရီယိုဆိုတဲ့နာမည်ကိုဘယ်ကနေရခဲ့တာလဲသူကအီတလီနဲ့ဂျာမန်မျိုးနယ်တွေကနေဆင်းသက်လာတာပါဒါပေမဲ့နာမည်ရင်းကပုတ်ပြီးယူသွစရာကောင်းပါတယ်သူ့မေအာမလင်ကအီတလီကပကြီးပြတိုက်တစ်ခုမှာကိုဝင်အရင်မှနဲ့လီယိုကိုလွှဲထားတော့လီယိုနာဒိုဒါဗင်ချီရဲ့ပကြီးကားကိုကြည့်ပြီးဘိုက်ထဲကနေကန်လိုက်လို့လီယိုနာဒိုလို့နာမည်ပေးခဲ့တာပဲဖြစ်ပါတယ်စဉ်းစားကြည့်ပါဦးမွေးကန်ဒီမှာပကြီးကားကိုကြည့်ပြီးဘိုက်ကိုကန်လိုက်လို့ကဘာကျော်မင်းသားတယောက်မွေးလာတာဘယ်လောက်တိတောင်အံ့ဩစရာကောင်းလိုက်ပါလဲဒါပေမဲ့သူ့ဘဝကတိုက်တန်းနစ်လို့ရိုမန်တစ်မဆန်ခဲ့ပါဘူးသူမိဘတွေကသူ့တနှစ်သားအရွယ်မှာတည်းကပဲကွာရှင်းခဲ့ကြတာပါဒီမှာထူးဆန်းတာတစ်ခုတော့ရှိပါတယ်ကွာရှင်းပေမဲ့သူ့အမေနဲ့သူ့ဖေကသူတို့သားလေးအတွက်အကောင်းဆုံးတငယ်ချင်းတွေလို့ဆက်ဆံပြီးလီယိုကိုခလေးတယောက်ဆောင်ဘဝကနေစလို့လူရေးပွဲတွေနေရာတိုင်းကိုလိုက်ပို့ပေးပြီးအတူတူပံ့ပိုးပေးခဲ့ကြပါတယ်ဒီလိုမိဘမျိုးရဲ့အချစ်ကြောင့်ပဲလီယိုကလူပညာနယ်ပယ်တဲ့ကိုခလေးဘဝတွေကတကယ်ကိုခြေစုံပြုတ်ဝင်နိုင်ခဲ့တာပေါ့မိဘတွေအားပေးမှုကြောင့်လီယိုဟာအသက်14နှစ်အရွယ်မှာစီးပွားရေးကြော်ညာတွေကစပြီးရိုက်လာပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်အလှည့်ပြောင်းက TV ဇလန်တွဲတွေစီရပါ။ဇလန်တွဲလေးတွေမှာဧည့်သည်တရုပ်ဆောင်လုပ်ရင် Going Pain ဆိုတဲ့နာမည်ကြီးလူငယ်ဇလန်တွဲမှာလူဆိုတဲ့ကလေးတယောက်နေရာကနေပုံမှန်ပါဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီဇလန်တွဲဟာလူငယ်ပရိသတ်တွေကြားမှာသူ့ကိုပထမဆုံးစတင်လူသိများစေခဲ့တဲ့လက်မှတ်ပဲဖြစ်ပါတယ်။ဒီချိန်မှာလီယိုရဲ့အသက်ဟာ16-18နှစ်လောက်ပဲရှိပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးပွဲဥထွက်ကတော့ဟာတာဇကားမဟုတ်ပဲတကယ်ကိုထူးဆန်းပါတယ်။အဲ့ဒါကတော့1991ခုနှစ်မှာထွက်ခဲ့တဲ့ Critter 3ဆိုတဲ့တိတ်ပံစိတ်ကူးရင်တရေကပါ။ဇကားကဘလောက်တောင်နာမည်မကြီးလဲဆိုရင်အများစုက TV ဒါမှမဟုတ်ဗီဒီယိုခွင့်နဲ့ပဲကြည့်ဘူးကြတာ။စဉ်းစားကြည့်ပါဦး။အခုခေတ်ရဲ့အချမ်းသာဆုံးမင်းသားတဦးကသူ့ရဲ့ပထမဆုံးပွဲဥထွက်ကိုအမွှေးပွားပွားဂျိုးသားထိတ်လန့်စရာကားနဲ့စတင်ခဲ့တာ။တကယ်ကိုအံ့ဩစရာပါပဲ။လီယိုရဲ့ကံကြမ္မာကိုတကယ်ပြောင်းလဲသွားစေတာက1993ခုနှစ်မှာထွက်တဲ့ This Twilight ဆိုတဲ့ဇာတ်ကားပါပဲဒီဇာတ်ကားမှာသူဟာမင်းသားကြီး Robert ရဲ့တားနေရာကနေတရုပ်ဆောင်ဖို့စစ်ဆေးမှုပေါင်းများစွာကိုဝင်ရောက်ရှင်ပြိုင်ခဲ့ရပြီးတော့နောက်ဆုံးမှာတော့ရွေးချယ်ခံခဲ့ရပါတယ် Robert လို့မင်းသားကြီးနဲ့အတူတွဲတရုပ်ဆောင်ခွင့်ရတာဟာလီယိုအတွက်ရုပ်ရှင်လောကမှာသူ့ကိုအရေးချင်းကိုတက်သေးပြဖို့အခွင့်အရေးကြီးတစ်ခုဖြစ်ခဲ့ပြီးဒီချိန်ကစလို့ Hollywood ကလီယိုနာဒိုဆိုတဲ့ကောင်လေးကိုစတင်စောင့်ကြည့်ခဲ့ကြပါတယ်1993ခုနှစ်ဟာလီယိုအတွက်တကယ်ကိုကံကြမ္မာအလှည့်ပြောင်းဖြစ်စေခဲ့ပါတယ်။ This Twilight မှာ Robert နဲ့တွဲပြီးတရုပ်ဆောင်တာသူ့ရဲ့တကားဖွင့်ပွဲဖြစ်ခဲ့ပေမဲ့တစ်နှစ်ထဲမှာပဲထွက်တဲ့နောက်ထပ်ဇာတ်ကားတစ်ခုကသူ့ကို Hollywood ရဲ့မျက်စိထောက်ထောက်ကြည့်ခြင်းကိုခံစေခဲ့ရပါတယ်။အဲ့ဒါကတော့ What Eating Gabla Grace ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာလီယိုက Johnny Depp လို့နာမည်ကျော်မင်းသားကြီးနဲ့တွေ့ရိုက်ခဲ့တာပါ။ဒါပေမဲ့သူရတဲ့ဇာတ်ရုပ်ကတာမန်မဟုတ်ပါဘူး။သူဟာညံရည်မပြေဝတဲ့ကောင်လေးနေရာကနေတရုပ်ဆောင်ခဲ့ရတာပါအသက်19နှစ်ရွယ်လူငယ်လေးတယောက်ကဒီလိုခက်ခဲတဲ့ဇက်ရုပ်ကိုတရုပ်ဆောင်ရတာဟာတကယ်ကိုရဲရင်မှုပါအဲ့ဒီချိန်တုန်းကဒိုက်တာဟာလီယိုကိုဒီဇက်ရုပ်အတွက်ခေါ်ယူဖို့အင်တာနက်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာလီယိုရဲ့တရုပ်ဆောင်စွမ်းရည်ကိုသဘောကျပြီးရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်လီယိုရဲ့တရုပ်ဆောင်မှုကဘယ်လောက်တောင်ပြီးပြင်းခဲ့တယ်လဲဆိုရင်ဇက်ကားတွေမှာသူ့ကိုကြည့်ပြီးတကယ်ပဲညံရည်မပြေတဲ့ကလေးတယောက်လာလို့တောင်ထင်မှတ်မှားခဲ့ကြပါတယ်ဒီလိုပြည်ပြင်းမှုကြောင့်ပဲလီယိုနာဒိုဒီကာပရီယိုဟာသူ့ရဲ့သက်19နှစ်အရွယ်မှာပဲပထမဆုံးတော့အော်စကာဆုအတွက်အကောင်းဆုံးဇက်ပို့ဆုစကာတင်စင်းဝင်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးလီယိုဟာအရက်သားတယောက်မဟုတ်တော့ပဲဟောလိဝုဒ်ရဲ့အော်စကာစင်းဝင်တဲ့ကောင်လေးတယောက်ဖြစ်သတ်မှတ်ခံခဲ့ရပါတော့တယ်။သက်19နှစ်မှာအော်စကာစကာတင်စင်းဝင်ခဲ့ပေမဲ့လီယိုဟာလေးနဲ့တဲ့စကားတွေကိုပဲရွေးချယ်သွားမှလားဆိုပြီးထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ထပ်အလှည့်ပြောင်းကတော့1996ခုနှစ်မှာယုံတင်တဲ့ရိုမီယိုနဲ့ဂျူလီယက်ဆိုတဲ့ဇာတ်ကားပါပဲ။ဒီဇာတ်ကားဟာနာမည်ကျော်ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်ကိုခင်မီရဲ့ပုံစံမျိုးနဲ့ပြန်လည်ဖန်တီးခဲ့တာလီယိုကတော့ရိုမီယိုနီယာကနေတရုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ချောမောခံရတဲ့ရုပ်ရည်နဲ့အချစ်ဇလံကိုပြပြပြင်းပြင်းတရုပ်ဆောင်မှုကြောင့်တကဘာလုံးကဆယ်ကျော်သက်မိန်းကလေးတွေရဲ့အသေးကျော်ဖြစ်လာခဲ့ပါတော့တယ်ဒီလိုနဲ့ငယ်ရွယ်နဲ့အောင်မြင်တဲ့သူတယောက်ဖြစ်လာပြီးတစ်နှစ်ကြာမှာတော့လီယိုတယောက် Hollywood History တခုကိုဖန်တီးလိုက်ပါတော့တယ်1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ကဘာကျော်ဇာတ်ကားတိုက်တန်းနဲ့ပါပဲဂျိန်းကင်မရွန်ရဲ့ဒီဇာတ်ကားမှာလီယိုဟာဂျက်ဒေါ်ဆန်ဆိုတဲ့ဆင်းရဲပေမဲ့ရိုးသားတဲ့ကြွကြီးဆရာလေးနေရာကနေတရုပ်ဆောင်ခဲ့ပါတယ်Rose နဲ့ Jet တို့ရဲ့ကံကြမ္မာဆန်တဲ့ချစ်ဇလံကိုတကဘာလုံးဝကြည့်ပြီးမျက်ရည်ကျခဲ့ရပါတယ်
ဒီစကားဟာဝင်ငွေအများဆုံးရတဲ့ရုပ်ရှင်ဖြစ်လာရုံသာမကလီယိုကိုလည်းကဘာပေါ်မှာလူသိအများဆုံးနာမည်အကြီးဆုံးမင်းသားတစ်လက်ဖြစ်လုံးဝကိုပြောင်းလဲပေးလိုက်ပါတော့တယ်။ဘယ်နေရာတော့ဘသူ့ကိုမေးချက်ဆိုတာနဲ့လီယိုကိုပဲသိကြတဲ့အခြေအနေကိုရောက်ရှိခဲ့တာပေါ့။တိုက်တန်းနီအောင်မြင်မှုကလီယိုကိုကောင်းကင်ဘုံထိပို့ဆောင်ပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒီချိန်မှာသူကကဘာကျော်မင်းသားချောမောသူထူးချွန်သူစတဲ့ဘွယ်ပေါင်းစုံကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနာမည်ကြီးမှုတွေကြားထဲကနေသူ့ရဲ့အမှုပညာစိတ်ဆက်နာဟာဘယ်လိုဆက်ပြီးတောက်လောင်ခဲ့လဲ။ဟောလီဝုဒ်ရဲ့တရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်သူဘယ်လိုဆက်လက်ရပ်တည်ခဲ့လဲ။ဒါတွေကတော့ကျွန်တော်နောက်ထပ်ပြောပြပေးတော့မှာဖြစ်ပါတယ်။တိုက်တန်းနဲ့ပြီးနောက်မှာလီယိုဟာအချစ်စကားတွေနဲ့နာမည်ကြီးရဲ့မင်းသားဆိုတဲ့ပုံရိပ်ကနေရုံထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဒရိုက်တာကြီးမာတင်စကော့ဆေစီနဲ့စတင်လက်တွဲခဲ့ပြီးသူ့ရဲ့အမှုပညာလမ်းကြောင်းကိုအကြီးကျယ်ပြောင်းလဲလိုက်ပါတော့တယ်။သူတို့တွဲဖက်တဲ့ပထမဆုံးဇာတ်ကား Gang of New York ကစလို့လီယိုဟာလေးနက်ပြီးစိန်ခေါ်မှုရှိတဲ့ဇာတ်ရုပ်တွေကိုပဲရွေးချယ်လာတော့တယ်။ဒီလိုစိန်ခေါ်မှုတွေကြောင့်ပဲ The Aviator, Black Diamond တို့လိုဇာတ်ကားတွေနဲ့အော်စကာဆုဇာတ်ကားတင်စင်းများစွာဝင်ခဲ့ပေမဲ့အော်စကာဆုနဲ့ကတော့သူနဲ့လန်ဝေးနေသေးပါပဲ။နဲ့ပေါင်းများစွာစူးစမ်းပြီးနောက်မှာတော့ Wolf of Wall Street လိုမျိုးယူတက်တဲ့ဇာတ်ရုပ်တွေမှာတရုပ်ဆောင်ခဲ့ပေမဲ့လည်းအော်စကာနဲ့လွဲချော်ခဲ့ရပြန်ပါတယ်။နောက်ဆုံးတော့2015ခုနှစ်မှာရုံတင်တဲ့ The Revenant ဇာတ်ကားနဲ့လီယိုဟာတကယ့်ကိုဒုက္ခပင်လယ်ဝေတဲ့ဇာတ်ရုပ်ကိုတရုပ်ဆောင်ခဲ့ပြီးအမဲလိုက်သမားဟူကလတ်အဖြစ်သူ့ရဲ့ပထမဦးဆုံးသောအော်စကာဆုကြီးကိုရယူပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။ဒီချိန်မှာတကမ္ဘာလုံးကပရိသတ်တွေဟာသူ့လက်ခုပ်တံတွေနဲ့ချီးမြှောက်ခဲ့ကြပါတယ်။ဒီလိုပါပဲဈေးပေါ်တဲ့ကြော်ညာတွေကစပြီးကမ္ဘာအကြီးဆုံးရုပ်ရှင်ဆုကိုရယူခဲ့တဲ့လီယိုနာဒိုဒီကာပီယိုရဲ့ခရီးကစ조사အားထုတ်မှုနဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေရဲ့သင်ခန်းစာတစ်ခုပါ။ဒီဗီကိုကြည့်ပြီးလီယိုရဲ့ဘဝအစနဲ့သူ့ရဲ့ရုန်းကန်မှုကိုပိုနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ခင်ဗျားတို့ရဲ့အကြိုက်ဆုံးလီယိုဇာတ်ကားနဲ့သူ့အကြောင်းဘယ်ချက်ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ဖို့မမေ့ပါနဲ့။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်